ဆက်ကြော်လာတဲ့ကအရာရာကိုဝမ်းမြူတက်တဲ့ black hole ရဲ့တစ်ဖက်ချမ်းမှာဘာရှိတယ်လဲဆိုတာအသင်စဉ်းစားဖို့ပါသလားဒါဟာအလွန်စမ်းကြယ်ပါတယ်သိပ္ပံပညာရှင်တွေရဲ့အဆိုအရ black hole ရဲ့ဆန့်ကျင်ဘက်မှာ white hole လို့ခေါ်တဲ့အရာတစ်ခုရှိနေနိုင်တယ်လို့ယူဆထားကြပါတယ် black hole ကအရာရာကိုစုပ်ယူတယ်လို့ပဲ white hole ကတော့သူ့စီကအလင်းနဲ့စွမ်းအင်တွေကိုအပြင်ကိုပဲအဆက်မပြတ်တွန်းထုတ်ပေးနေတာပါ white hole တွေကိုဘယ်အရာမှပြန်ဝင်လို့မရတယ်လို့အထက်ကထွက်လာတဲ့အရာတွေကလည်းအပြင်ကိုပဲတစ်ခုတည်းသောလမ်းကြောင်းတိုင်းထွက်ရတာပါဒီနေရာမှာစိတ်လှုပ်ရှားစရာအကောင်းဆုံးအချက်ကတော့ဒီအဝင်နဲ့အထွက်ကိုဆက်သွယ်ပေးထားတဲ့ wormhole လို့ခေါ်တဲ့ဖြတ်လမ်းကြီးပဲဖြစ်ပါတယ် wormhole ဆိုတာစက်ကြောလာတဲ့ကအလွန်ဝေးကွာတဲ့နေရာနှစ်ခုကိုပိုက်လုံးတစ်ခုလိုမျိုးကြားထဲကနေချိတ်ဆက်ပေးထားတဲ့ဖြတ်လမ်းတစ်ခုပါပဲ Einstein ရဲ့ theory က black hole ဟာအဝင်ပေါက်ဖြစ်ပြီး white hole ဟာအထွက်ပေါက်ဖြစ်အလုပ်လုပ်နေတာဖြစ်နိုင်တယ်လို့ဆိုပါတယ်ဒီနှစ်ခုကြားမှာရှိတဲ့လမ်းကြောင်းကိုတော့ Einstein-Rosen bridge လို့သိပ္ပံပညာရှင်တွေကအမည်ပေးထားပါတယ်အကယ်၍သင်ဟာ black hole တွေကိုကျသွားခဲ့ရင် wormhole လမ်းကြောင်းအတိုင်း white hole ကနေတခြားစက်ကြဝဠာတစ်ခုစီကိုရောက်သွားနိုင်ပါတယ်ဒါဟာအလင်းထက်မြန်တဲ့နှုန်းနဲ့ခီးသွားစရာမလိုပဲစက်ကြဝဠာရဲ့တစ်ဖက်ကနေတစ်ဖက်ကိုခဏချင်းရောက်သွားနိုင်တဲ့နည်းလမ်းတစ်ခုပါပဲဒါပေမဲ့လက်တွေ့မှာတော့ wormhole တွေကအလွန်ကိုမတည်ငြိမ်ကြပါဘူးသူတို့ဟာပေါ်လာပြီးတာနဲ့ချက်ချင်းဆိုသလိုပြန်လည်ပျက်စီးသွားတတ်ပါတယ်လူသားတယောက်ဒါမှမဟုတ်အာကာသယာဉ်တစ်စင်းဖြတ်တန်းဖို့ဆိုရင် wormhole ကိုပွင့်နေအောင်ထိန်းထားဖို့ထူးခြားတဲ့စွမ်းအင်တွေလိုအပ်မှာပါသိပ္ပံပညာရှင်အချို့ကတော့ကျွန်တော်တို့သိထားတဲ့ Big Bang ပေါက်ကွဲမှုကြီးဟာတကယ်တော့ white hole တစ်ခုကနေပေါက်ကွဲထွက်လာတာလို့ယူဆကြပါတယ်အခြားစက်ကြဝဠာတစ်ခုက black hole တွေကိုဆုပ်ယူခံလိုက်ရတဲ့အရာတွေဟာကျွန်တော်တို့စက်ကြဝဠာတွေကို white hole ကနေရောက်လာတာဖြစ်နိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့စက်ကြဝဠာကြီးဟာအခြားစက်ကြဝဠာတစ်ခုရဲ့အထွက်ပေါက်ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကတကယ်ကိုရင်ခုန်စရာကောင်းလာပါတယ်လက်ရှိအချိန်မှာတော့ black hole တွေကိုသာလက်တွေ့ရှာဖွေတွေ့ရှိထားပြီး white hole တွေကိုတော့ရှာမတွေ့သေးတာစိတ်မကောင်းစရာပါဒါပေမဲ့သင်္ချာနီးရတွက်ချက်ကြည့်တဲ့အခါမှာတော့ white hole နဲ့ wormhole တွေဟာစက်ကြောလာထဲမှာတကယ်ရှိနိုင်တယ်လို့အဖြေထွက်နေပါတယ်။အာကာသထဲကအချို့သောအလွန်တောက်ပတဲ့အလင်းတန်း gamma ray burst တွေဟာ white hole တွေစီကလာတာလားဆိုတာကိုလည်းစမ်းသပ်နေကြပါတယ်။အကယ်၍သာ wormhole တွေကိုကျွန်တော်တို့ထိန်းချုပ်နိုင်ခဲ့ရင်အဝေးဆုံးမှာရှိတဲ့ galaxy တွေစီကိုစက္ကန့်ပိုင်းတွင်သွားနိုင်မှာဖြစ်ပါတယ်။